workout လုပ်ရင်နားထောင်ဖို့အချင်း၅ပုတ်နံပါတ်1ကမိဆန်နေရဲ့ကိုယ့်ရဲ့တက်တန်နေဘာကြောင့်ကြောက်တာစီးတဲ့ညလုံးတာလဲ just say you love my baby တနေ့ကလေးတို့ရဲ့လက်တွေဆက်ပြီးတွေ့ထားမယ်ဒီလိုပဲပြောင်းစီပဲနေတော့ငါ့ပြောင်းတဲ့ချင်များနေပါပဲရှိကုန်မဲ့ထပ်နေချင်စင်များရဲ့ချက်ကိုရဲ့တက်တယ်လေနံပါတ်2က RT ရဲ့ New War You are waiting for me so deep You are living but why you never lie You know so you want to know everybody just bounce with me Yeah bounce with me Oh